Hello ညီကိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ Arsenal အသင်းအနေနဲ့ကတော့ရေးမထစ်တောင်မှန်ကစားသမား Vinicius Junior နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ရှားမှုတွေပြုလုပ်နေပြီလို့ကျွန်တော်တို့သိရတယ်ဗောနော်အဓိကအကြောင်းအရာကတော့ဒီ Vinicius Junior နဲ့ရေးမထစ်တို့ဂျားမှာစာချုပ်တစ်ကိစ္စအတွက်မပြေလည်မှုကနေစတင်တယ်လို့ကျွန်တော်တို့ပြောလို့ရမယ်ကစားသမားအနေနဲ့ကသူ signing bonus လို့ခေါ်တဲ့စာချုပ်လက်မှတ်ထိုးကြီးကိုသူ့အနေနဲ့ဒီ Mbappe ကဲ့သို့သူကလိုချင်တယ် Mbappe ရဲ့ရေးမထစ်ကိုအလိုပြောင်းရွှေ့ခြင်းနဲ့ရောက်လာပြီးတော့9နှစ်ဒါတက်တန်းဒီ9နှစ်စာချုပ်တက်တန်းအတွင်းမှာသူကယူတန်း125တန်လက်မှတ်ထိုးကြီးရရှိထားတယ်အဲ့ဒီပုံစံအတိုင်းဒီ Vinicius Junior ကလေလိုချင်တယ်ဒါပေမဲ့အသင်းဘက်ကပေးရှိဖို့ဆန္ဒမရှိဘူးလို့သိရပြီးတော့နီးပြဖြစ်တဲ့မော်င်ညိုကတော့ Vinicius ကိုသူ့အသင်းမှာအလိုရှိနေလို့တော့ပြောထားပေမဲ့လို့တကယ်လို့စာချုပ်တက်တာမနက်ဖြန်မှာဆွေးနွေးမှုအဆင်ပြေခဲ့ဘူးလို့ရေတို့အနေနဲ့စာချုပ်တက်တဲ့တင်းတာရှိတဲ့ဒီကစားသမားကိုရောင်းချပွဲရလည်းရှိတယ်ကစားသမားရဲ့တန်ကြီးကလက်ရှိမှာပေါင်တန်း134တန်းရှိတယ်သူ့ကိုခေါ်ယူမယ်ဆိုပြီးမယ်ဆိုတဲ့အသင်းများပြကတော့အခုချိန်မှာမရှိသေးပေမဲ့လို့အာဆင်နယ်အသင်းကလည်းထဲထဲဝင်အခုစတင်လှုပ်ရှားမင်းမြတ်မှုတွေလုပ်နေတာတကယ်တမ်းရေးရဲ့ဘက်ကဒါမနက်ဖြန်မှာဆွေးနွေးမှုအဆင်မပြေရောင်းချဖို့လမ်းဖွင့်ထားမယ်ဆိုလို့ရှိရင်တော့တေးကြတယ်တခြားကလပ်အသင်းတွေကလည်းပါဝင်လာမှာပဲအဲ့ဒီတဲမှာဆိုလို့ရှိရင်တောင်ပန်အတွက်ရှာဖွေနေတဲ့ဒီ PSG တို့လိုလီဗာပူးတို့လိုအဲ့လိုမျိုးလိုအပ်နေတဲ့အသင်းကြီးတော်တော်များများလည်းပါဝင်လာမှာဖြစ်တယ်လို့ပြီးဒီရီယယ်မက်ဒရစ်အနေနဲ့သူတို့ယာထားတဲ့ရန်ဒိုင်ယိုမန်ဒီကိုဒါဒီပေါင်တန်း100ကျော်နဲ့ပေးရှေ့ပြီးတော့ Vinicius ထွက်မယ်တေးကြပြီဆိုလို့ရှိရင်ခေါ်လိုက်ပြီဆိုလို့ရှိရင် PSG အနေနဲ့ရန်ဒိုင်ယိုမန်ဒီကိုမရတဲ့အတွက် Vinicius ဘက်ကိုလည်းလှည့်သွားနိုင်တယ်နော်အဲ့ဒီအပြိုင်ဆိုင်ခေါ်ရဖို့ရှိတယ်ဆိုတာကိုကျွန်တော်ကတော့သုံးသပ်ပြတာပေါ့နော်ဒီကစားသမားကိုခေါ်ယူခဲ့မယ်ဆိုလို့ရှိရင်တော့မှအာဆင်နယ်အနေနဲ့လောက်ခလာတာများစွာပေးရှေ့ရဖို့လည်းရှိနေပြီးတော့ဒီပေးရှေ့မှုနဲ့ကျွန်တော်တို့ဒီကလပ်မှာအများဆုံးရထားတဲ့စာကာထက်ကိုပို့ပြီးတော့သူကတူးတဲ့များစွာပေးရှေ့ရမှာဖြစ်တဲ့အတွက်ပေးရှေ့မှုနဲ့ကျွန်တော်တို့ဒီအာဆင်နယ်နဲ့အဝင်ကိုကြဖြစ်မလားဆိုတာနောက်တစ်ချက်ကျွန်တော်တို့တွေးတောမဲ့အနေထားတော့ရှိတယ်တေချာတာကဒီကစားသမားက World Cup player ဖြစ်တဲ့အတွက်သူ့ရဲ့ပောက်ကွဲအားနဲ့သူ့ရဲ့ skill နဲ့ dribbling ပိုင်းနော်သူ့ရဲ့ဒီဂိုးသွင်းနိုင်ခြင်းဒီ finishing စွမ်းရည်တွေကတော့ညီကိုတို့တွေလည်းအသိပါပဲနော်အာဆင်နယ်ရောက်မှဆိုလို့ရှိရင်အောင်ဝင်စရာအကြောင်းတော့မရှိဘူးတစ်ချက်စဉ်းစားမှာကဒီ Andri ရဲ့ဘာတာတို့အနေနဲ့သူ့ရဲ့လောက်ခလာတာနဲ့ဒီပေးရှိရမယ့်ပမာဏတစ်နှစ်ပိုင်း signing bonus ဘာညာပေါ့ဗျာနော်သူတောင်းနေကြခုရေးမထမတောင်းတဲ့ပုံစံမျိုးကိုအသင်းအနေနဲ့လာရောမရောဆိုတာကတော့စောင့်ကြည့်ရဖို့ရှိတယ်ဗျာနော်ကဲနောက်တစ်ပုတ်အနေနဲ့ကျွန်တော်တို့ဒီ Bruno Guimaraes နဲ့ပတ်သက်ပြီးတော့ Arsenal တို့အနေနဲ့ကတော်တော်လေးလက်ကြာနေပါဗျာနော်ခေါ်ယူမယ် Newcastle နဲ့ဆွေးနွေးမှုတွေလုပ်တော့ဘိုးဖွဲနဲ့မင်းမြတ်နဲ့ဘာညာလုပ်ပြီးတော့ဒီတစ်ခေါက်မှာတော့ပေါင်တန်း80နဲ့တကယ်ကမ်းလှမ်းမှုလုပ်တော့မယ်ဒီပမာဏကိုလည်း Newcastle အနေနဲ့လက်ခံသွားဖို့လည်းရည်ရွယ်ထားပြီးတော့ဒီNewcastle တို့ဘလောက်ပဲတင်းနေပါသေးအောင်တော့ဒီပမာဏဟာလက်ခံပွဲရာပမာဏဆိုပြီးတော့ဒီ Arsenal site ဘက်ကနေထင်မှတ်ထားတယ်လို့ကျွန်တော်တို့သိရတယ်ဗောနော်ကစားသမားအနေနဲ့ကလည်းအသင်းပြောင်းမှာသူကလည်း Arsenal ကိုလုံးဝပြောင်းမယ်လို့ပြောထားတာဖြစ်တဲ့အတွက် Newcastle တို့အနေနဲ့သူတို့ဒီကွင်းလယ်ကစားသမားတစ်ကိုအရေးတလျင်သူတို့ထပ်မံရှာဖွေရဖို့ရှိနေတယ်ဗောနော်ကစားသမားအနေနဲ့ကလည်းသိကြပါတယ်ဒီအပြောင်းရွှေ့ရဖြစ်လာမယ်လို့ကစားသမားရောကျွန်တော် Arsenal ဘက်ကရောယုံကြည်ထားတယ်လို့ကျွန်တော်တို့သိရတယ်ဗောနော်ကဲနောက်ထပ်တစ်ပုတ်အနေနဲ့ကတော့ကျွန်တော်တို့ဒီ Peter Rocket အတွက်ဒီJulian Everton နဲ့ကိစ္စပေါ့ဗျာနော်ဒါကလည်းကျွန်တော်တို့ဒီတစ်ခေါက်ကလည်းကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပဲဒီပြောင်းရွှေ့ကတော့ယုံကြည်စိတ်ချတဲ့ဒီနာမည်ကြီးသတင်းထောက်တွေဘာညာပြောထားတာမဟုတ်ပေမဲ့လို့တော်တော်များများဒီပန်ဒစ်တွေကအစဒီကိစ္စအပေါ်မှာဒီတော်တော်များများဝေးသုံးသပ်နေတာကိုကြီးညာဖြစ်ဒီအပြောင်းရွှေ့ကိုလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားထားဖို့တော့လိုအပ်တယ်ကျွန်တော်ကပြောထားသလိုပဲကျွန်တော်ကတော့ Peter Rocket ကကိုအသင်းကိုတကယ်ရှိပြီးရောက်လာတဲ့ကစားသမားဖြစ်တဲ့အတွက်ဘာစီလိုနာကိုသွားချင်နေတဲ့ Everton နဲ့တော့နောက်တစ်ချိန်ထပ်ပြောမယ်မလဲနိုင်ပါဘူးဗျာနော်ဒါကတော့ကျွန်တော်ရဲ့တဦးတယောက်အမြင်နဲ့ဖြစ်ပြီးတော့ညီကိုတို့အမြင်လေးကိုလည်းအတူတကွထပ်မံ comment ထဲမှာပေါင်းထည့်ပေးလို့ရပါတယ်เนาะကျွန်တော်ရဲ့ဒီ TikTok account နဲ့ Facebook account လေးကိုအားပေးနေကြပြီးတော့ကြည့်ရှုအားပေးနေကြတဲ့ညီကိုတယောက်ရှိတယ်မလဲရမ်းမိတ်ကြည့်လို့ကြမှာဗျာနော်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမှာညီကိုတို့